ယ်ရောက်နေရလဲ ဒုက္ခပါပဲကွာ ဟုတ်မင်းဟုတ်လေ clack တဲ့ဝင်ပြီးကောင်းမလေးတွေငေးခါလေးတွေ့ပြီး ငါပွဲလေးကိုလေ private ဆန်ကျင်းပကြည့်လို့ငါဒီညောင်ကျွေးတာ ငါရဲ့ဦးလေးကမွေးနေ့ပွဲပါတီအကြီးလုပ်ဖို့ရှိတယ်ဟာ အဲလို့ရပြီဟဲ့ ဒီဦးလေးခေါ်လာတဲ့လူတွေအကုန်လုံးကဂေးတွေကြီးပဲလားဟာလားယောက်ျားစစ်စစ်ဆိုလေတယောက်မှအဝတ်မခံတာသိလား သူကဘယ်ထွက်နေမှမသိလို့ဖြတ်သားမှာငါ့ကိုဗရန်တူတွေဝတ်တယ်သူဟိုကောင်မတွေကြိုက်ရတယ်သိမအရင်သားဖြတ် တားမေးနေမေးကြီးကနားပေါ်နေကြလားလို့ ဘာပင်ခရလဲ ဟာတတူတူလေ ယူရအောင်စောင်းနေတယ်နိဒါဘာလုပ်ပါလဲပြော ပရိုက်တာလေ ပရိုက်တာလောက်တဲ့ဟာလို့နင်မျိုးလုံးဖြဲပြီးတော့ကြည့်လုံးမမသိအပြားမမသိ အချင်းတွေမဟုတ်ပြ ဘာမှမသိ we party rock လာကြပါဦးရှင်ဟဲလူပါမောင်လေးလူပါမောင်လေး ဘယ်လူညာမဟုတ်လား ဟုတ်တယ်လေ လူကဲရမှာဗော ဟုတ်တယ်လေ တော့တော့ဖြစ်တဲ့ကောင်မလာစမ်းဖြစ်ချင်အောင် ကျမတို့တတိယအချိန်ကဘိုက်စားတဲ့အချိန်နဲ့ပတ်စံလိုတဲ့အချိန်မရှိရ အဲ့တဲ့အချိန်ပူတော်တတိယ ဟာနာဘူးက အရင်ကဂျာကြီးချိုးနေအရာတော်ကြီးပေါ့အောင်မယ်ဖတ်ခဲ့တော့ လာပါပြီကိုကြီးရဲ့ 你们一家不有巴拉达，我比老娘要嘞，那你家不在乎？ ကိုကြီးပြီးညီမလေးလည်းပေါ်လို့ 家家宝。 ကြည့်ရလေအားလုံးရွက်တဲ့ရွက်တဲ့ဂေးနေတာဒါဂေးပါတီပဲဖြစ်မယ်မင်းမစားရမယ်မင်းအစားခံနေရမယ်နော်ဗျာ ခေးခေးမခေးခေးစားပဲ ဘာလာကျွေးနေရတော့ငါဘယ်လေကျွေးနေတာ ခဏပါလေတော့ရက်ကွက်မှာစားအောင်စီတန်းစီနေကြလားလား ဘုံသားဘောကဈေးမပေါက်တဲ့ကြော်တကက်ရုပ်တွေဖြစ်နေ မင်းဆိုင်ခင်တန်းနေဖဲသား နေဟဲ့ဘလို့ခေါ်လိုက်တယ်နှစ်ပေတော်မပြည့်တဲ့ဂျပူမရဲ့ ကျမကိုဂျပူးမနဲ့ခေါ်နေနဲ့နော် ငါလည်းနင်းပြပါလာဘယ်သွားမလို့လဲ ဖေဖြစ်စရာလားဒါငါကိုကို နှုတ်မင်းလေးတွေကကိစ္စမရှိဘူး။မဒီဝေးတဲ့ပါနေ စားလေအားလုံးရှင်ပြတာ နှခမွေးနဲ့ပြတ်တက်ပြီမလို့မြောင် ။ငါကြီးလာပြန်နေပြန် ခေးတာမှညီတို့တဲ့စားပြင်းရင်းနဲ့ဝါရင်တပန်ရင်ခေး ကာကြီးဝေးစမ်းလုံးမောက်ဂေး ။ငါတို့ပါတီပွဲကိုကြီးအောင်ဆောင်ပြီးနှောက်ဆက်မဲ့လူ3ယောက်မီးလို့ကတော့ရှောက်မှာတော့ ကိုကောင်မရှော့တာကိုခံမလားငါ့ကိုရှော့ ရှောက်တယ်